အဲ့တော့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဗုဒ္ဓဝါဒဆိုတာဘာလဲဆိုတာရှင်းပြနိုင်ရမယ်နော်ဒီမေကုန်းကပထမဆုံးမေးခံရမယ်မေကုန်းပဲပညာတတ်အကျော်ဖြစ်တဲ့ဥပဒိတပရပိုက်ရှင်သာရိပုတ္တရာအလောင်းကရှင်အတ္တစီနဲ့တွေ့တဲ့အခါကျတော့ဘာမေးတာတော့ဆိုအရှင်ဘုရားဘု து ကိုရည်စူးပြီးတော့ယဟန်ဖြစ်တာလဲဂေါရမဗုဒ္ဓကိုရည်စူးဒါဖြင့်ဂေါရမဗုဒ္ဓဝါဒကိုပြောပြစမ်းပါဘာတွေဟောတာတော့ဒီလိုမေးတာပဲလေအယူဝါဒနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဟောပြောတဲ့အနှစ်သာရကိုပြောပြစမ်းပါလို့ဆိုတဲ့အခါမှာသစ္စာလေးပါးကိုပြောပြခဲ့တာယေဓမဟေတုပ္ပဘဝတေတံဟေတုံတထာဂတောအာဟဆိုတဲ့အဲ့ဒီသစ္စာလေးပါးကိုအချင်းချင်းဟောပြောတဲ့ဟာနဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုဘုရားဟောပြောချက်ကိုရှင်အတ္တစီပိဿဝဂီထဲမှာအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီဟာရှင်သာရိပုတ္တရာအလောင်းဥပဒိတပရပိုက်ကိုရှင်းပြခဲ့တာအဲ့ဒီမြန်မာနိုင်ငံကိုအဲ့ဒီယေဓမဟိတုပ္ပဝါဂါထာဘယ်ခေတ်ကရောက်လာသလဲဆိုတာသက်သေအထောက်ထားပြနိုင်ဘယ်ခေတ်ကရောက်လာသလဲဆိုတာကိုတော့ဒီတဲ့စောခြင်းလဲစောမယ်သို့တော့ evidence ဆိုတဲ့သက်သေပြနိုင်တဲ့အတိုင်းအတာတစ်ခုကတော့အဲ့ဒီသရေခေတ္တရာခေတ်မှာနော်900စုလောက်ရာစု900စုလောက်မှာဒီသရေခေတ္တရာခေတ်မှာမောဇာခင်ဘကုန်းတို့မောဇာကုန်းတို့ခေါ်တဲ့ရှေးဟောင်းဌာနကြီးတစ်ခုမှာတူးဖော်တဲ့အခါကျတော့အဲ့ဒီယေဓမဟေတုပ္ပဘဝရွှေပေလွှာထဲမှာရေးထားတာမြေကြီးတွေကတူးဖော်လို့ရရှိတာမြန်မာပြည်ကိုစောကြီးကလေးရောက်နေတယ်လို့ပကံခေတ်မတိုင်ခင်ကလေးကမြန်မာပြည်ကိုဒီခါထားရောက်နေတယ်ပေါ့ဒီလိုဆိုလို့ရတယ်ပေါ့နော်သို့တော့ဒီကနေ့ခေတ်စလုံးနဲ့လားလို့ဆိုမဟုတ်ဘူးဒီကနေ့ခေတ်ကလူတွေအဲ့ဒါဖတ်နိုင်မှာမဟုတ်ဘူးမဖတ်နိုင်ဘူးသို့တော့ရှင်းအောင်သမိုင်းတွေကိုလေ့လာကြတဲ့ရှင်းအောင်အခရာတွေကိုလေ့လာတဲ့ပညာရှင်တွေကဖတ်ပြတဲ့အခါမှာတော့ယေဓမဟေတုပ္ပဝါတေတံဟေတုံတထာဂတောအာဟဆိုတဲ့ဂါထာကိုရေးထားတာဖြစ်တယ်လို့မြန်မာပြည်မှာပထမဆုံးတွေ့ရတဲ့ evidence ပေါ့သက်သေတာရကယောဝတ္ထုတစ်ခုပဲအဲ့ဒီဂါထာနဲ့ဘုရားရဲ့အဆုံးအမကိုရှင်းဥစွာရှင်းပြအဲ့ဒါကိုပြောတာမြတ်စွာဘုရားကတကံအာစရိယကံဥက္ခေတဝါကိုယ်ဆရာရဲ့အယူဝါဒကိုစနစ်တကျသင်ယူပြီးတဲ့အခါမှာဟောပြောနိုင်ရမယ်ဒီလိုဆိုတာအဲ့တော့ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မှုရဲရဲမှုရှိကိုရှိရမယ်နော်နံပါတ်1ကျွမ်းကျင်မှုရဲရဲမှုရှိရနံပါတ်2ကဘုရားတရားတော်နဲ့ပတ်သက်ပြီးများများသိပြီးတော့များများမှတ်သားထားပြီးလိုက်နာကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်3ကမြတ်စွာဘုရားရဲ့အဆုံးအမအနှစ်ချုပ်ကိုသင်ယူပြီးတော့ရှင်းလင်းဟောပြနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါတွေမဖြစ်သေးသမျှဘုရားကသူ့တောင်းမကြည်သေးဘူးပြိဋိဘံမဆန်သေးဘူးလို့ဒီလိုဆိုတာဟောနောက်တစ်ချက်ကတော့ဘာလို့ဆိုရင်ဥပ္ပန္နံပရပဝါဒံသဟတမေနသူနေခိတံနေကနာဖြစ်ပေါ်လာတဲ့ဆန့်ကျင်ဘက်အဓမ္မဝါဒဆိုဓမ္မရဲ့ဆန့်ကျင်ဘက်ဝါဒဖြစ်ပေါ်လာတဲ့ဝါဒဆိုတာမျိုးတွေကဆန့်ကျင်ပြီးတော့တိုက်ခိုက်လာတဲ့ဝါဒလည်းဖြစ်နိုင်တယ်ဒီပုခါတက္ခလွဲမှားပြီးတော့ယူဆတဲ့အယူဝါဒတွေလည်းဖြစ်နိုင်ပရပဝါဒဆန့်ကျင်မဲ့ပုဂ္ဂိုလ်ရဲ့ဝါဒအဲ့ဒီဝါဒတွေကိုအကြောင်းအကျိုးပြပြီးတော့နှိပ်ကွက်နိုင်တဲ့စွမ်းရည်တတ္တိရှိသူဖြစ်ရမယ်ခြေဖြတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုဆိုတာပေါ့ဒီ၄ချက်မြတ်စွာဘုရားရဲ့မျှော်မှန်းချက်ပဲတပည့်တွေနဲ့ပတ်သက်အဲ့တော့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်တရားဓမ္မနဲ့ပတ်သက်ပြီးတော့လေ့လာအောင်သင်ရမယ်ဘောဓုတရှိအောင်မှတ်သားပြီးတော့တရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်ရမယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုမှတ်သားနာယူပြီးတော့ရှင်းလင်းပြောဆိုနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဆန့်ကျင်ဘက်ဝါဒတွေပေါ်လာလို့ရှိရင်လည်းပဲနှိပ်ကွက်ပယ်ဖြတ်နိုင်တဲ့စွမ်းရည်တတ္တိရှိရမယ်အဲ့ဒါမရှိသေးသမျှငါဘုရားပြိဋိဘံမဆန်သေးဘူးလို့မဏ္ဍကြီးကိုအဲ့ဒီလိုမြတ်စွာဘုရားမိန့်ချခဲ့တာဖြစ်တယ်ပေါ့ဘုရားဖြစ်ပြီးတော့ပိစမတတ္တဟနော်ယတ္တ၅ပါးမြောက်မှာမြတ်စွာဘုရားဒီစကားမိန့်ကြားတာ